ဒီစမ်းပြတဲ့ပန်ကာဒီဇိုင်းကသင်္ဘောတွေကိုဘလောက်ပဲကျင်းတဲ့နေရာပဲဖြစ်ဖြစ်အလွယ်တကူကွေ့ပတ်မောင်းနေနိုင်အောင်ပြုလုပ်ပေးပါတယ်။ဒါပေမဲ့သူ့ရဲ့အကြီးမားဆုံးအားနည်းချက်ကတော့တင်ထင်ထားသလိုမျိုးမဟုတ်ပါဘူး။ Voice Schneider လို့ခေါ်တဲ့ဒီပန်ကာစနစ်ကသူ့ရဲ့ဒလက်တန်တွေကိုလိုအပ်တဲ့ရှုထောင့်ကိုစိတ်ကြိုက်ပြောင်းလဲပေးနိုင်တာကြောင့်လေရဲမျက်နှာကိုမဆိုဓာတ်ရိုက်လမ်းကြောင်းပြောင်းပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ကုန်တင်သင်္ဘောတွေဒါမှမဟုတ်ရေနံတူးသင်္ဘောတွေဟာစိတ်ကမ်းဝင်ထွက်လုပ်တဲ့အခါမှာသူတို့ကိုတွန်းပေးဆွဲပေးရတဲ့တွဲသင်္ဘောတွေရဲ့အကူအညီကိုလုံးဝမလိုပဲရုံထွက်နိုင်ပြီးကျင်းမြောင်းတဲ့အကွေအကောက်တွေကိုပါလှည့်ပတ်မောင်းနေနိုင်တာပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်လိုင်းတဘိုးကြောင့်သင်္ဘောတွေလှုပ်ခါရန်ထိုးတာဟာကုန်သစ်တာတွေတင်ဆောင်တဲ့အခါမှာအရန်အန္တရာယ်များသလိုပျက်စီးတာနဲ့ထိခိုက်ဒဏ်ရာရရှိတာတွေဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီပန်ကာဒီဇိုင်းကတော့သင်္ဘောကိုငြိမ်သက်နေအောင်အစွမ်းကုန်ထိန်းချောင်းပေးနိုင်စွမ်းရှိပါတယ်။ဘယ်လောက်ထိငြိမ်လဲဆိုလို့ရှိရင်ဇိမ်ခံရွက်လေတစည်းရဲ့ရေကူးကန်တွေကရေတွေလိုင်းတဘိုးထပြီးအပြင်ကိုလွင့်စင်မထွက်သွားနိုင်တဲ့အထိကိုငြိမ်ပါတယ်။ဒါပေမဲ့မေးရရှိတာကဒီလောက်ကောင်းပြီး1920ပြည့်နှစ်တွေကလေးကပေါ်ခဲ့တဲ့ဒီဒီဇိုင်းကိုကဘာပေါ်ကကုန်တင်သင်္ဘောကြီးတွေမှာဘာဖြစ်လို့အသုံးမပြုကြတော့တာလဲ။အဖြေကတော့ရိုးရိုးလေးပါပင်လယ်ကူးသင်္ဘောကြီးတွေကပင်လယ်ရေပြင်ကြီးထဲမှာခရီးဝေးကိုတဲတဲမတ်မတ်စဉ်ဆက်မပြတ်မောင်းနေရတဲ့အခါမျိုးမှာတော့ကျွန်တော်တို့သုံးနေကြရိုးရပန်ကစနစ်တွေကသာလောင်စာစီတက်တာပြီးပုံမှုထိရောက်တဲ့စွမ်းအားရှိလို့ပါပဲ။